ပြည်တော်ဘောကမ္ဘောဒီးယားတင်ကံဝင်ရရှိမယ်ခင်ဗျာကန်လာတယ်ဂိုးလေခင်ဗျာကဲပွဲစားရဲဆိုကနေရဒရဇက်ဖီယာဘေးတိုက်စစ်ဆင်လာခဲ့တဲ့ကမ္ဘောဒီးယားအသင်းခုချိန်မှာတော့လိုအပ်နေတဲ့နိုင်ကိုပွဲသားစဉ်9မိနစ်ပါပဲရရှိလာတဲ့ပြည်တော်ဘောမှာတစ်ဆင့်ကာလမန်ကစားသမားခံပြီးစေလာပါပဲလူတိုင်းကိုကြော်ဖြတ်ပြီးတော့ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်တယ်ခင်ဗျာပွဲပေါင်း38ပွဲဆက်နိုင်ဝဲပျောက်ဆုံးမှုကိုခြေဖက်နိုင်မှာဖြစ်ပြီးတော့ကဲပဲစင်လာမှတ်တမ်းကောင်းတစ်ခုကိုရေးထိုးနိုင်မှာဖြစ်တယ်ခင်ဗျာဒါကြောင့်မို့လဲကောင်းရတဲ့ပွဲစားတဲ့ဆိုကနေကဒါဇက်တက်စစ်ဆင်ပြီးတော့ရှင်းဒီဘောတင်ဘောကိုဖိအားပေးနေခဲ့ဖြစ်တယ်ကိုရှိုပြောင်းဖို့ပေးလာပြီဂိုးလေခင်ဗျာဒီမှာတော့ကမ္ဘောဒီးယားအသင်းနဲ့နောက်ထပ်ဥဆောင်ကိုတကိုထပ်မံရရှိသွားခဲ့ပြီဖြစ်တယ်ခင်ဗျာကဲကမ္ဘောဒီးယားအသင်းဒီမှာတော့လိုအပ်နေတဲ့ဦးဆောင်ကိုတော့သွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်ရရှိလာခဲ့တဲ့ဦးဆောင်ကိုတော့ဇောင်းကစားသမားစင်ကာကာတာသွင်းပေးသွားနိုင်ခဲ့တာဖြစ်တယ်ခင်ဗျာမိုင်းစင်ဘယ်ကြောင့်ပြန်ချပေးထားတယ်။ကမ္ဘောဒီးယားတင်မယ်ခင်ဗျာ။ရှင်ကြီးတယောက်လှည့်ထွက်ထားတယ်ရသေးကမ္ဘောဒီးယားတင်မယ်ကန်ထားတယ်။နောက်တစ်ချိန်ဂိုးလေခင်ဗျာ။ဂေဟိုလာတော့နဲ့အသေးနဲ့နိုင်သေးကြစေတဲ့ဂိုးတော့လူစားလည်းကထိုက်တယ်နဲ့ရရှိလာတဲ့သွင်းဖို့ကိုပဲဖြစ်တယ်ခင်ဗျာ။တကယ်ပဲကမ္ဘောဒီးယားတင်နဲ့ပထမပွဲစဉ်မှာခြေစွမ်းပြခဲ့သလိုသုံးသက်ပိုင်းမသေးကြမှုတွေရှိခဲ့ပြီမလဲ။ခုဒုတိယမြောက်ပွဲစဉ်မှာတော့ရှေ့ဒီဘောတင်မဲ့ကိုဂိုးပြတ်နိုင်ရရှိအောင်ပုံပေါ်ဆောင်နေခဲ့တာဖြစ်ပါတယ်။လက်ကျန်မိနစ်တွေမှာတော့ရှေ့ဒီဘောတင်းနေတဲ့ရှေ့ပါဂိုးတွေပြန်လဲတွင်းသွားနိုင်မလား။ဘယ်နဲ့တိုင်းထိန်တိုင်းလက်ထွက်ထားသေးတယ်။ကန်လာပြီ။ရရှိလာတဲ့ခွေရိုကောတင်းတဲ့ခုလိုရလက်မျိုးဆက်လက်ထိန်ထားနိုင်ခဲ့မှာဆိုလို့ရှိရင်တော့ဒါအုပ်စုကကြီးမှာမြန်မာအသင်းကိုကြော်လွန်ပြီးတော့အုပ်စုပထမနေရာကိုပထမဆုံးအကြိမ်ဖြစ်ဒါရပ်တည်သွားခဲ့တော့မှာဖြစ်ပါတယ်။မျိုးထိုးပေးတာလေထပ်ပိတ်ထားတယ်ဂိုးပြန်ပြီခင်ဗျာကဲပဲဒါကမ္ဘောဒီးယားအသင်းနေတော့ဟိုတူနိုင်ခဲ့ရဖြစ်ပါတယ်။ဒါကြောင့်နေပြီးတော့ချန်တီယာဆင်းရဲ့ဖန်တီးပေးဖို့မှုကိုပြည်နယ်သားသမားဒီစံဘတ်ညာချင်းနဲ့အပြင်းပိတ်သွင်းယူပြီးတော့တင်တဲ့စလိုရာများဥဆောင်ကိုဖြစ်ပြောင်းလဲပေးနိုင်ခဲ့ရဖြစ်ပါတယ်ဘေးပို့ထားတယ်ပိတ်လာပြီဂိုးလေခင်ဗျာဒီချိန်မှာလဲကမ္ဘောဒီးယားအသင်းပြင်စမားများဦးဆောင်ကိုတော့သူកែវខាងកោច្បាស់គឺរូបភាពបានផ្ដល់មកវិញហើយបាទខ្ញុំបាទក៏សូមខាន់តែអភ័យទោសបាទសម្រាប់បញ្ហារអាក់រអួលដែលហេតុថាទី1យើងក៏លេខទៅមើលអាកាសធាតុឱកាសកន្លែងនេះចូលកម្ពុជាអូចំពេលកន្លែងដែលរូបភាពរអាក់រអួលបើជាកម្ពុជាមានអាកាសសុទ្ធមកគ្រប់នេះអ្នកចាំទីកន្លងមកអ្នកចាំទីហើយក៏សល់ណាដាក់មកគ្រប់ចូលទីបាត់ហើយអ្នកដែលធ្វើសម្រេចគ្រប់បានកីឡាករស៊ិនសូផាបាទរស៊ីបលើកមកហើយអ្នកចាំទីតែចេញសល់មកមួយអត់ចាំលឿនសល់មកទៀតគាត់វិញចូលអូល្អមែនទែនមួយគ្រាប់នេះកា
កម្ពុជាគឺមានសង្ឃឹមបន្តទៅទៀតហើយតែគ្រាន់តែយើងចាំអត់លទ្ធផលម៉ាឡេស៊ីបាទកាលពីឈុតអាយុក្រោម19ឆ្នាំប្រចាំពូជីដែលយើងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងដៃគូអាស៊ីអាយុក្រោម19ឆ្នាំឱកាសរបស់ស៊ីកាទៀតចូលសៀមចាន់ធីចូលកម្ពុជារបស់យើងមានសង្ឃឹមកាន់តែខ្លាំងឡើងហើយឱកាសកក់កៅអីទៅកាន់មើលទៅតាមเพลងរបស់ហងមាសឡើង24ម៉ោងកន្លែងនេះឱកាសរបស់កម្ពុជាពេចថាមកក្រោមទៀតចូលហើយជួយកៅសុភ័ក្រអូយនិយាយតាមរឿងរបស់ផងបងប្អូនយើងថាឲ្យតែដាក់កីឡាករសៀងกันធាកម្ពុជាមានបានលេងហើយបងប្អូនមួយចំនួនក៏ថាជុំបាយនេះទេយើងធ្វើការផ្សាយតែជំរឿនជាតិកម្ពុជាប្រកួតជាមួយនឹងក្រុមភូមាបាទគុំជើញលោកស្រីនិងកញ្ញាបាទទស្សនាទាំងអស់គ្នានៅការប្រកួតវគ្គចក្រដាច់ព្រាត់ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ3ហើយបាទចំណាត់លេខ3ឱកាសរបស់កម្ពុជាចូលសៀមចាន់ធាចាទុកប្រវត្តិសាស្ត្រថានៅក្នុងព្រឹត្តិការណ៍នេះទាត់ចូលទីលឿនបំផុតបានតែ20វិនាទីជាងតែប៉ុណ្ណោះទេសៀមចាន់ធាល្អមែនទែន1-0អ្នកចាំទីចាប់ដើមលឿនងាមតែហេតុអីបានជាសុទ្ធលឿនយ៉ាងនេះមានឱកាសបាល់គ្រាន់តែចាប់ដើមកែចេញបាល់ទេលេខទៅមើលឲ្យស៊ឹងសុផាណាត់កែបាល់នេះទៅឲ្យខ្សែការពារក៏ចាប់ដើមបំផ្លងមកទាំងដោយស៊ឹងសុផាណាត់ខ្សែការពាររបស់កម្ពុជានឹងជាប្រធានក្រុមបន្តទៅដល់ចំជើងសៀងกันធាប៉ះពីប៉ះបាទជាមួយនឹងដៃគូរបស់គេកៅសុភេងឲ្យក៏ល្អសៀងกันធាក៏ល្អទស្សនាកាប់កន្លែងនេះឲ្យទៅចន្ទធាអូបោតចុចមកកន្លែងនេះល្អមែនទែនសៀងចន្ទធានិយាយរួមមកគេសម្រាប់បងប្អូនដែលគាត់នឹកឃើញនឹងឈានទៅដល់ការសិតមកចូលកៅសុភេងអ្វីខ្ញុំគិតថាគាត់នឹងបានសាងគុណរបស់នៃគូសាងនៅពេលនេះហើយនេះគឺជាក្រុមបាល់តាមបានស្វាកៅសុភេងពិតជាអស្ចារ្យមែនទែនសិទ្ធនេះអ្នកចាំទីណាក៏មិនងាយនៅក្នុងការចាប់បាល់បានដែរ